အားလုံးပဲမင်္ဂလာပါရှင် ONN Recap မြန်မာမှာအကျိုးဆိုပါတယ်ဒီတစ်ခါတော့ Violet စကားလေးတွေကလူတစ်ယောက်ရဲ့စိတ်တန်ရာ trauma ကဘလောက်ထိကြောက်ဖို့ခေါင်းလဲဆိုတဲ့စိတ်ပညာဆန်နဲ့ဒီထိတ်ရင်ဖို့ဇာတ်လမ်းလေးကိုပြောပြပေးပါမယ်ရှင်ဆိုနီယာဆိုတဲ့အမျိုးသမီးတစ်ယောက်အိမ်မက်ဆိုတဲ့မှတ်ပြီးလက်နိုးလာတာနဲ့စားတာသူမတို့မိသားစုကမြို့နဲ့အလံဝေးတဲ့တောအုပ်ကြီးတွေကအိမ်တအိမ်မှနေကြတာလीယောက်ျားချစ်သူကဆရာဝန်ဆိုတော့အလုပ်သွားရတယ်သမီးလေး Violet ကလည်းကျောင်းသွားရနဲ့အိမ်မှာဆိုနီယာတယောက်တည်းကြံခဲ့တဲ့အချိန်တွေကများတာပေါ့အဲ့ဒီလိုအထီးကျန်ဆန်ပြီးတိတ်ဆိတ်လွန်တဲ့ဒေတာကြီးမှာသူတော်တော်လေးကိုကြောင်းနေမိတာဒီနေ့တော့သမီးလေးကိုကြောင်းလိုက်ပို့ပြီးအိမ်အပြန်မှာဆိုနီယာစိတ်ထဲတမျိုးကြီးပဲတခုခုကိုစိုးရိမ်ထိတ်လန့်နေသလိုခံစားနေရတယ်ညနေပိုင်းယောက်ျားနဲ့သမီးလေးအိမ်ပြန်ရောက်လာတော့လေဆိုနီယာစိတ်ကမကြည့်နိုင်ဘူးသူ့ယောက်ျားကအမြဲအလုပ်ရှုနေတော့သူ့ကိုအချိန်မပေးနိုင်ဘူးလीကြည့်ရတာသူတို့စနီးမောင်နှံကြားမှာအေးဆက်ဆက်နိုင်နေတာကဆိုနီယာကိုပို့ပြီးစိတ်ဖိစီစီပုံပဲကျညတော့သမီးလေး Violet ကိုသိနေတော့ကလေးကဒီည Eva နဲ့အတူအိတ်ချင်တယ်လို့ပြောလာရောဆိုနီယာကလည်း Eva ဆိုတာဘာတူလဲပေါ့အဲ့ဒီတော့မှသမီးလေးကကရင်အောက်မှာအယုတ်တရုတ်ရှိတယ်ဆိုတာပြောပြတာဆိုနီယာကရင်အောက်ကိုငုံကြည့်လိုက်တော့တကယ်ပဲအယုတ်တရုတ်တွေ့တယ်လေဘာတူပေးတာလဲမေးတော့အမျိုးသမီးတစ်ယောက်ပေးတာတဲ့ဆိုနီယာလည်းစိတ်မချရနဲ့တစိမ့်ပေးတဲ့ပစ္စည်းလက်မခံရဘူးလို့ဆုံးမပြီးအယုတ်ကိုတင်ထားလိုက်တယ်ဒီကြားတယ်သူ့မမီကလည်းဆိုနီယာဒီအိမ်မှာမပြောဘူးဆိုတာသိနေတော့ဆိုနီယာကဒီအိမ်ကတခုခုတော့မားနေတယ်လို့ပဲအမေရဲ့လို့ရှင်ခွင့်ရှာတယ်ဒါပေမဲ့သူ့အမေကတော့ဘာမှမဖြစ်ပါဘူးဆိုပြီးနှိမ့်သိမ့်ပေးတာပေါ့ဆိုနီယာစိတ်မကြည်တာကိုကြည့်ပြီးသူ့ယောက်ျားကဘာဖြစ်လို့လဲလို့လာမေးသေးတယ်ဒါပေမဲ့ဆိုနီယာကတော့ဘာမှပြန်မပြောဘဲစိတ်တူပြီးအောင့်အီထားလိုက်တယ်တနေ့ရေချိုးနေရင်ဆိုနီယာအိမ်မက်ပြန်ရောဒီတခါတော့ပန်းကင်းကြီးတဲ့ရောက်နေတာပေါ့ဒါပေမဲ့ထူးဆန်းတာကရေဒီယိုကနေကလေးတွေပျောက်ဆုံးနေတယ်ဆိုတဲ့သတင်းတွေကြီးညာနေတာနောက်နေ့သမီးလေးကိုအကြောင်းကနေသွားကြတော့သမီးဖြစ်သူကရုတ်တရက်ကြီးမမေလူတွေတည်သွားရင်ဘာဖြစ်သွားတာလဲဟင်လူမေးလိုက်တဲ့အခါမှာတော့ဆိုနီယာတယောက်စက်သီးတွေပါထားသွားရပါတော့တယ်သမီးလေး Violet ကဘာပြန်ပြောလဲဆိုတော့သမီးတငယ်ချင်းကပြောတယ်လူတွေတည်ရင်အပင်ဒီလူတွေမြေကြီးတဲ့မြုပ်ခင်ရပြီးဘရောမှတ်ပြန်မလာတော့ဘူးတဲ့ဆိုနီယာလည်းအဲ့ဒါမျိုးတွေမတွေးဘူးနဲ့သူစိမ့်နေနဲ့စကားမပြောဘူးသမီးကိုမာရရှာတာပေါ့နောက်ရက်အိမ်မှာတယောက်တည်းရှိနေတော့တကားလာခောက်တန်ကြလူသွားဖွင့်ကြည့်တော့အဘွားကိုတယောက်ရောက်နေသူ့ခြံထဲကအသီးကြီးအများကြီးတီးလို့ဆိုပြီးလာပေးတာတဲ့အိမ်နီးနားချင်းမှာလို့လည်းမိတ်ဆက်သေးတယ်ဒါပေမဲ့ဆိုနီယာကညင်းလိုက်ကြောအဲ့ဒီမှာတင်အဘွားကြီးကရုတ်တရက်ရန်လုတော်လာတယ်ဒီအသီးတွေကနှိကလေးတွေကိုကျမ်းပါစေမှာနင်ကနှိကလေးတွေကိုအသက်ရှည်စီခြင်းမို့မရဘူးတက်ချင်နေတာလားဆိုပြီးအော်ခစ်ဆဲဆိုတော့အဘွားကြီးရဲ့ရုပ်ကလည်းချက်ချင်းပြောင်းလဲသွားပြီး Snow White ကားတွေကစုံးမကြီးအတိုင်းပဲတဲ့ချောက်စရာကြီးနော်ဆိုနီယာလည်းလန့်ပြီးတခါကိုဝုန်းကနေပိတ်ချလိုက်ရတယ်ဒီနေရာမှာဆိုနီယာရဲ့ငယ်ဘဝကိုပြန်မြင်အောင်လာရတယ်သူ့အဖေကလယ်သမားတယောက်ဖြစ်ပေမဲ့တကယ်တမ်းကလူရက်ဆက်ကြီးလေဆိုနီယာငယ်ငယ်ကရေးဆဲခဲ့တဲ့ပုံတွေထဲမှာလူသက်သမားတယောက်ကိုပုံကိုဆွဲခဲ့ဘူးတယ်ဆိုလိုတာကသူငယ်ငယ်ကတခုခုကိုမြင်ခဲ့တာမျိုးဖြစ်နိုင်တာပေါ့သူ့အဖေကသူ့ကိုအမြဲရိုင်းနှံ့နှိပ်စက်ပြီးလယ်ထဲမှာအတင်းခိုင်းခဲ့တာအခုမှပဲသူ့အမေကဆိုနီယာကိုပြန်တောင်းပန်နေတယ်နင့်အဖေဒီလောက်ရက်ဆက်တာထိပါရက်နဲ့ငါသူ့ကိုအဆက်အသွယ်မဖြတ်မိလို့နင်တို့တွေဒီလောက်ဒုက္ခရောက်ခဲ့ရတာဆိုပြီးတော့ပေါ့အဲ့ဒီနောက်ပိုင်းဆိုနီယာရဲ့စိတ်တွေကတဖြည်းဖြည်းမူမမှန်တော့ဘူးသမီးလေးနဲ့အတူပန်းကင်းထဲမှာဆွန့်လွတ်နေတဲ့အိမ်မက်တွေခဏခဏမှတ်တယ်လို့အပြင်မှာလည်းသတည်နေတဲ့ကလေးတွေပျောက်နေတယ်ဆိုတာမျိုးမြင်နိုင်အာယုံတွေခြောက်ချလာတာတခါမှဆိုရေကဖေးတစ်ခုမှထိုင်နေတော့ပဝင်းကျင်တစ်ခုလုံးအဖြူအမဲရုပ်ရှိဟောင်းကြီးလိုပြောင်းသွားပြီးသမီးလေးပျောက်သွားတယ်လို့ထင်မိလားအပြင်ထွက်ရှာတော့ ice cream ကိုက်တစ်စီးကိုတွေ့တယ်အဲ့ဒီထဲကလူကကလေးတွေကိုဖြတ်ထားတဲ့လက်ချောင်းတွေကျွေးနေတာတဲ့ Violet လည်းအဲ့ဒီမှာပါနေတယ်လို့ပဲဒါပေမဲ့အဲ့ဒါအလုံးကသူ့စိတ်ကူးတဲ့ကအာယုံမားတွေဖြစ်နေတာညဘက်ရောက်တော့ဆိုနီယာကသမီးလေးကိုဖတ်ထားပြီးဘာပဲဖြစ်ဖြစ်မိမိသမီးကိုဘာမှအဖြစ်မခံဘူးလို့ဂတိတွေပေးနေမိတယ်နောက်တစ်ရက်မှာတော့ဆိုနီယာရဲ့ယောက်ျားကသူတို့သားမိကိုငါးဖမ်းထွက်ဖို့ခေါ်သွားပြီးမြင်ထူးဆန်းတာကသမီးလေး Violet ကသူ့အဖေနဲ့တိတ်မကပ်ဖြစ်အမေဖြစ်သူဆိုနီယာနဲ့ပဲပုံတူတွေလိုက်ဆွေနေတာကိုတွေ့ရတယ်လေတရက်တော့ Violet ကသူ့မိကိုသူဆွဲထားတဲ့ပုံလေးပြတယ်အဲ့ဒီပုံကကြည့်ရတာတမျိုးကြီးပဲနေဝင်ရိုးကြီးအချိန်မှာဆွဲထားတာ Violet ကဘာပြောလဲဆိုတော့သူ့မှာဆုံးမရွက်ကလေးရှိတယ်တဲ့အရင်နေ့ကအသီးလာပေးတဲ့အဘွားကြီးနဲ့တူတူပဲတယ်လေဆိုနီယာလဲဒါကိုကြားတော့ဟိုတစ်ခေါက်ကအဘွားကြီးအကြောင်းသမီးလေးသိနေတာကိုအံ့ဩသွားတာပေါ့နောက်ရက်သမီးကိုကြောင်းပို့ဖို့အတွက်လမ်းဘေးမှာခါတိုင်းတွေ့နေကြပကြီးဆရာတယောက်ကိုတွေ့ပြန်ရောအဲ့ဒီလူကဆိုနီယာကိုအတင်းခေါ်ပြီးသူဆွဲထားတဲ့ပကြီးကားကိုပြတယ်ကြီးလိုက်တော့မှဟိုပျော်သွားတဲ့ကလေးတွေရဲ့ပုံပြီးဖြစ်နေတာဆိုနီယာလည်းလန့်သွားတာပေါ့အဲ့ဒီအချိန်မှာပဲပကြီးဆရာကတရေတကောင်ကိုရုပ်ပြောင်းသွားပြန်ရောဆိုနီယာလည်းကြောက်ကြောက်လက်လက်နဲ့ထွက်ပြေးရတာပေါ့ဒါပေမဲ့ခဏနေတော့အရာအလုံးကပုံမှန်တဲ့အတိုင်းပြန်ဖြစ်သွားပြန်တယ်ကြည့်ရတာဆိုနီယာဟာအထီးကျန်ဆက်လို့စိတ်တွေလုံးဝဖောက်ပြန်နေပြီထင်တယ်အိမ်ရောက်တော့သူ့ယောက်ျားက
ဆိုနီယာအချင်းကြီးမကောင်းတာတီးလို့ငါဘာလုပ်ပေးရမလဲနေငါ့ကိုချစ်လာအောင်ဘယ်လိုလုပ်ရမလဲလို့မေးရှာတယ်ဆိုနီယာကလည်းသူ့ကိုအရန်ချစ်ပါတယ်ဆိုပြီးဖတ်ထားလိုက်ပေမဲ့အဲ့ဒီအချိန်မှာပဲအတိတ်ကမြင်ကွင်းတစ်ခုခေါင်းထဲပြန်ဝင်လာတယ်အဲ့ဒါကတော့ငငယ်တုန်းကသူ့အဖေကသူ့ကိုလဲထဲမှာအတင်းခိုင်းရယုံတင်မကလည်းထမင်းလက်ငတ်ထားခဲ့တာဒီနေ့တော့သူ့အဖေကစိတ်တကောင်ကိုတတ်ပြီးရစီပူဇော်တာကိုဆိုနီယာမြင်ခဲ့ရတယ်ဆိုနီယာကြောက်ပြီးထွက်ပြီးပေမဲ့သူ့အဖေကမိသွားခဲ့တာအခုလက်ရှိမှာလဲဆိုနီယာယောက်ျားအလုပ်သွားသမီးလေးចောင်းသွားနဲ့အိမ်မှာတယောက်သေးချမ်းခဲ့တော့ရေပိုက်ပြင်းတဲ့လူတယောက်ရောက်လာတယ်သူကမိဘချောင်းထဲမှာကင်မရာတစ်လုံးသွားတွေ့တယ်လေအဲ့ဒါကဆိုနီယာသမီးလေး10နှစ်ပြည့်တုန်းကပေးထားတဲ့လက်ဆောင်ဒါပေမဲ့အဲ့ဒီကင်မရာကဘာလို့ဒီနေရာရောက်နေလာလဲဆိုတာတွေးမရဘူးညဘက်ယောက်ျားပြန်လာတော့အဲ့ဒီအကြောင်းပြောပြမလို့လုပ်ပေမဲ့ကင်မရာကထားတဲ့နေရာမှာမရှိတော့ဘူးဆိုနီယာလည်းစိတ်တူပြီးနေမဲ့ယူထားတာမလားဆိုပြီးသူ့ယောက်ျားကိုဆွဆွဲတော့တာပဲယောက်ျားဖီသူကဒါတွေကနင်းပါတာစိတ်ကူးရင်နေတာပါလို့ပြောလေဆိုနီယာကပိုစိတ်တူလေပဲအဲ့ဒီမှာတင်သူကသမီးလေးဘိုင်ယိုလက်ကိုအော်ခေါ်ရင်းထိမ့်မရအောင်ဖြစ်လာရောသူ့ယောက်ျားကတားပေမဲ့ဆိုနီယာမျက်လုံးထဲမှာတော့သူ့ယောက်ျားဟာမိစ္ဆာကြီးတကောင်လိုမြင်နေရတာအဲ့ဒီမှာနောက်ထပ်အတိတ်တစ်ခုပြန်မြင်လာပြန်ရောငငယ်တုန်းကသူ့အဖေမိသွားတုန်းကအပြစ်ပေးတဲ့မြင်ကွင်းပေါ့သူ့အဖေကစိတ်ခေါင်းခွန်ကြီးတစ်ခုကိုပြပြီးဒါကခေါင်းခွန်မဟုတ်ဘူးမိစ္ဆာမင်းဒီညဒီမှာပဲနေရမယ်အဲ့ဒီမိစ္ဆာကပဲမင်းကိုလွတ်မလွတ်ဆုံးဖြစ်လိမ့်မယ်ဆိုပြီးခြောက်လန့်ခဲ့တာတကယ်တော့အဖေဖြစ်သူကခလေးကိုကြောက်အောင်စားနှုတ်တာဖြစ်ပေမဲ့ခလေးတယောက်အတွက်တော့ဒါဟာတစ်သက်လုံးပျောက်မသွားတဲ့စိတ်ဒဏ်ရာကြီး trauma ကြီးထက်သွားတာလေအခုဆိုနီယာမြင်နေရတဲ့မိစ္ဆာဆိုတာကလေတကယ်တော့အတိတ်ကသူ့အဖေချိတ်ဆွဲထားခဲ့တဲ့စိတ်ခေါင်းခွန်ကြီးကနေဆင်းသက်လာတဲ့သူ့ရဲ့စိတ်ချောက်ချားမှုတွေပဲဖြစ်နေတော့တာပေါ့ဆိုနီယာကသမီးရဲ့ပိုက်ဆံအိတ်ကိုလိုက်ရှာရင်အော်ဟစ်နေတော့သူ့ယောက်ျားကတုံလုချောက်ချားစွာနဲ့အဲ့ဒီအိတ်ကိုမေ့လိုက်ကြော့သူတေသွားပြီဘကြောမှပြန်မလာတော့ဘူးလို့ပြောချလိုက်တယ်ဟုတ်တယ်တကယ်တော့ဘာယူလစ်ကတခြားကလေးတွေလိုပျောက်သွားတာမဟုတ်ဘူးကျမတို့မြင်ခဲ့ရတဲ့သမီးလေးကျုံသွားတာတွေအတူရှိနေတာတွေအားလုံးကဆိုနီယာရဲ့စိတ်ကူးရင်မှုတက်တက်ပဲအယုံမာကြီး ice cream ရောင်းတဲ့လူစိတ်ခေါင်းဝမ်းဒါတွေအားလုံးဟာဆိုနီယာရဲ့ဖြစ်စည်းနေတဲ့စိတ်အာရုံကဖန်တီးထားတဲ့အရေးတွေပေါ့ဆိုနီယာဒါကိုထိလိုက်ရတဲ့အချိန်မှာတော့လုံးဝကိုပြိုလဲသွားပြီးငါသာအဲ့ဒီနေ့ကသမီးကိုကြောင်းကြိုခဲ့ရင်ဒါတွေဖြစ်မှာမဟုတ်ဘူးဆိုပြီးနောင်တဲ့တွေနဲ့អော်ငိုတော့တာပဲအဲ့ဒီနောက်ဆိုနီယာကိုစိတ်ကျမ်းမာရေးစီးရုံပို့လိုက်ရတယ်ရအနေငယ်ကြလို့အိမ်ပြန်ရောက်လာတော့ဆိုနီယာနန်းနဲ့တော့တက်တာလာတယ်လို့ပဲဒါပေမဲ့သူ့စိတ်ထဲမှာတော့ရေပိုက်ပင်သမားကသမီးကိုဖမ်းသွားတာလို့ထင်နေတော့မယ်သူ့ယောက်ျားကလည်းစိတ်မပူပါနဲ့ငါတို့နောက်ထပ်ကလေးတယောက်ယူကြတာပေါ့လို့နှစ်သိမ့်တော့ဆိုနီယာကသမီးကမောင်နှမမလို့ချင်ဘူးကောင်းတဲ့မိဘပဲလို့ချင်တာငါကတော့အမေကောင်းတယောက်ဖြစ်နိုင်တော့ဘူးတဲ့ညနေဆောင်တော့သူ့ယောက်ျားကလမ်းခဏရှောက်ဦးမယ်ဆိုပြီးအပြင်ထွက်သွားတယ်ဒါပေမဲ့သူသွားတာကလမ်းလျှောက်တာမဟုတ်ဘူးတောထဲကိုခေါ်ပြားတဲ့ချောင်းယူပြီးသွားတာနေရာတစ်ခုမှာမြေချင်းကျူးလိုက်တော့အဲ့ဒီမှာစိတ်ခေါင်းဝမ်တစ်ခုနဲ့အတူဘိုင်ယိုလက်ရဲ့အလောင်းကိုတွေ့လိုက်ရတယ်အဲ့ဒါဘိုင်ယိုလက်ကိုမြုပ်ထားတဲ့ဂျင်ဘယ်လီသူကအဲ့ဒီကိုပန်းလာချတာတကယ်တမ်းဘာဖြစ်ခဲ့တာလဲဆိုတရက်ငါးဖန်းထွက်တုန်းကဘိုင်ယိုလက်ကစိတ်ခေါင်းဝမ်တစ်ခုကောက်ရခဲ့တယ်သူကအဲ့ဒါမျိုးတွေကိုစိတ်ဝင်စားတော့အင်ကိုခိုးယူလာပြီးအမေပေးထားတဲ့ကင်မရာနဲ့ဗီဒီယိုတွေရိုက်နေတာပေါ့သူ့အဖေကအဲ့ဒါကိုမြင်တော့မလုပ်ဖို့တားတယ်ဘိုင်ယိုလက်ကခေါင်းပါပြီးပြန်ပြောတော့အဖေဖြစ်သူကဒေါသတကြီးနဲ့တာစီရန်မတော်တဆတတ်မိသွားတာအဲ့ဒီနောက်မှာတော့ယောက်ျားဖြစ်သူကဒီအမှန်တရားကိုဆိုနီယာကိုဖုံးကွယ်ထားပြီးသမီးလေးကိုတောထဲမှာတိတ်တိတ်လေးပြုတ်ခဲ့တာပေါ့ပြီးတော့လူလေးကိုသမီးလေးပျောက်ဆုံးနေတယ်လို့လိန်ပြောခဲ့တာအဲ့ဒါကြောင့်လေဆိုနီယာကသမီးလေးပျောက်ဆုံးနေတယ်လို့ထင်ပြီးစိတ်ချောက်ချားမှုတွေဖြစ်ခဲ့ရတာပေါ့တကယ်လူသက်သမားကအဝေးမှာမဟုတ်ပေအနားမှာနေရှိနေခဲ့တာပါဒီအမှန်တရားတွေကိုပြန်တွေးမိတဲ့ဆိုနီယာယောက်ျားဟာနောင်တတွေတောကတွေနဲ့ရှိုက်ကြီးတငင်ကိုကျွေးပြီးနောက်ဆုံးမှာတော့ကိုတနက်နဲ့ပြစ်ပြီးအဆုံးစီရင်သွားတော့တယ်အဲ့ဒီနောက်ဆိုနီယာတယောက်သူ့ယောက်ျားကိုလိုက်ရှာရင်အိမ်အပြင်မှာကင်မရာလေးကိုပြန်တွေ့သွားတယ်တကယ်တော့ဟိုတစ်ခေါက်ကရေးပိုက်ပြင်သမားဆိုတာဆိုနီယာယောက်ျားကရုပ်ဖြတ်ထားတာလေဆိုနီယာမခံစားနိုင်မဲ့လူဝက်ချက်ကလေးကင်မရာထဲမှာရှိနေမှာဆိုလို့သူကိုယ်တိုင်ခိုးယူဖို့ကြိုးစားခဲ့တာပေါ့နောက်ဆုံးမှာတော့ဆိုနီယာဟာတောထဲကသမီးလေးရဲ့အုပ်ကိုနဲ့သူ့ယောက်ျားရဲ့အလောင်းကိုတွေ့ပြီးဘာလို့ရမှန်းမသိအောင်ပြုတ်လဲသွားရရှာလေရဲတွေရောက်လာပြီးကင်မရာထဲကဗီဒီယိုကိုစစ်ဆေးလိုက်တဲ့အခါမှာတော့အားလုံးကိုအံ့ဩမင်သက်သွားစေမယ့်အမှန်တရားပေါ်လာတော့တာပဲအဲ့ဒီဗီဒီယိုထဲမှာဗိုင်ယိုလက်ကဟိုစိတ်ကောင်းခွင့်ကြီးနဲ့ဗီဒီယိုရိုက်နေတာအဲ့ဒါကိုဆိုနီယာကအမြင်တော့အတင်းဝင်တားပြီးစိတ်ကောင်းခွန်ကိုလူယူဖို့ကြိုးစားခဲ့တာပေါ့အဲ့ဒီလိုလူကြရင်နဲ့စိတ်ကောင်းခွန်ရဲ့ချွန်ထက်တဲ့ဦးချိုကဗိုင်ယိုလက်ရဲ့လယ်ပင်ကိုမတော်တဆစိုက်ဝင်သွားပြီးသမီးလေးနေရတင်တိတ်ဆုံးသွားခဲ့တာဟုတ်တယ်သမီးလေးကိုတတ်မိခဲ့တာကတခြားသူမဟုတ်ဘူးဆိုနီယာကိုယ်တိုင်ပဲဆိုနီယာယောက်ျားကဒီအဖြစ်မှန်ကိုသိသွားတဲ့အခါသူ့မိန်းမအဖြစ်ရှိတယ်ဆိုတာဘယ်သူမှမသိအောင်ဆိုနီယာကိုယ်တိုင်လည်းမခံစားရအောင်သမီးလေးကိုတောထဲမှာတိတ်တိတ်လေးမျိုးပေးခဲ့တာပြီးတော့
သမီးလေးပျောက်ဆုံးသွားပါတယ်ဆိုတဲ့ဇလန်းကိုလည်းသူ့မဲလိုချန်ဖန်တီးခဲ့တာပေါ့ဆိုနီယာကတော့သူကိုယ်တိုင်တတ်မိခဲ့တဲ့အဖြစ်ရှိစိတ်ကိုမခံစားနိုင်လို့စိတ်ကအလိုအလျောက်အဲ့ဒီအဖြစ်အပျက်ကိုဖျောက်ဖျက်ပြလိုက်တာအဲ့ဒီအစားသမီးလေးရှိနေသေးတယ်ဆိုတဲ့စိတ်ကူးရင်ကဘာကြီးကိုတိဆောက်ပြီးနေထိုင်ခဲ့တာပေါ့သူမြင်ခဲ့ရတဲ့အာယုံချောက်ချားမှုတွေစုံမကြီးတွေမိစ္ဆာတွေဆိုတာတကယ်တော့သူ့စိတ်ထဲကနက်နက်ရှိုင်ရှိုင်ခံစားနေရတဲ့ငယ်ဘဝစိတ်တန်ရာတွေနဲ့အခုသူကျူးလွန်နေမိတဲ့အမားတွေပေါင်းဆက်ပြီးပေါ်လာတဲ့အရေးကလေးပဲအခုတော့ဆိုနီယာဟာအရာအလုံးကိုတိသွားပြီးသူ့ကိုအသက်ထက်ချစ်ပြီးအကြည့်အလုံးကိုခေါင်းခံပေးသွားတဲ့လင်းယောက်ျားရောသူ့လက်နဲ့မတော်တဆတတ်မိခဲ့တဲ့သမီးလေးကိုပါဆုံးရှုံးလိုက်ရပြီလေငယ်ဘဝမှာအဖေဖြစ်သူရဲ့နှိပ်စက်မှုကိုခံရတဲ့ဆိုနီယာဟာအခုအရွယ်ရောက်ပြန်တော့လေသူ့ဘဝရဲ့အချစ်ဆုံးသူတွေကိုဆုံးရှုံးပြီးအထီးချန်စွာနဲ့ကြံရစ်ခဲ့ရပါတော့တယ်လူတယောက်ရဲ့စိတ်ဒဏ်ရာ trauma ဆိုတာဘယ်လောက်ထိကြောက်ဖို့ကောင်းလဲဆိုတာပြသွားတာပဲဇလန်လေးကတော့ဒီမှာပဲပြီးသွားပါတယ်ကြည့်ရှုအားပေးကြတဲ့တရားချင်းစီတိုင်းကိုကြည့်ကြည့်တင်ပါတယ်ရှင် like နဲ့ subscribe လေးလည်းလုပ်ပေးပါအောင်နော်